let's go to go ချိန်ဒါကတော့အိမ်မသွားခင်အင်းဒီမှာနောက်နေ့လည်းဆောက်ဖို့အတွက်အင်းအနေချွတ်တင်မင်းချက်သွားဖြစ်ပါတယ်ဟိုမှာဝယ်စားလိုက်ရပါတယ်ပြီးရထားလက်မှတ်ဖြတ်မယ်ပြီးရထားပေါ်တက်မယ်ထိုင်ပြီးစီးလိုက်ရမယ်မဒိတ်ရစီတာက view ပေါ်လာပါတယ်အဲ့ဒီသွားရနေမှာပေါ့နော်ကဲငေါကျွန်တော်မုံအုံနေနေဖြစ်တဲ့ခါကျတော့အရင်မပူပါဘူးဒါကပထမဆုံးဒီတော့ကိုရင်ဖြတ်မယ်နော်ကိုတစ်ခုရင်ဖြတ်မယ်အဲ့လိုမျိုးကိုဖြတ်ပြထားပြီးခဏကြာရင်ကျတော့ဒီကိုရီဒရာလည်းမြင်ရပါပြီကိုရီဒရာပေါ်တက်တဲ့ခါကျရင်တော့ရထားကအချိန်လေးဖြည်းဖြည်းလေးသွားပြီးရောနော်ဖြည်းဖြည်းလေးသွားရတယ်ကိုတစ်ခုဆက်ဖြတ်ပါမယ်အဲ့ကိုတစ်ခုဖြတ်ပြီးတော့ကျွန်တော်ဟိုဘက်မှာ view point ရှိပါတယ်အဲ့မှာခဏနားမယ်တက်ပုံရမယ်ပြီးရင်တော့ပြန်လှည့်လာမယ်ပေါ့နော်အဲ့တရားရဲ့အချိန်မှာအဲ့ကိုရီဒရာရှိပါတယ်အဲ့မှာနေလဲစားပြီးမှနားမယ်ပြီးရင်တော့ပြန်မယ်ပေါ့နော်3 နိုင်ခွဲဝန်းကျင်လောက်ပြန်ရောက်ပါတယ်